တက်ရှင်ဖို့အတွက်တိုက်ခိုက်ရေးစွမ်းရည်တွေအလူရဲ့ရွေးနေကြချိန်မှာကျွန်တော်တယောက်တည်းပဲအကန့်အသတ်မရှိတဲ့ချမ်းသာကြွယ်ဝမှုကိုရွေးခဲ့တယ်။ကျောင်းကအလှပပီမလေးကကျွန်တော်ရဲ့လောဘကိုကြည့်ပြီးလောင်တယ်။တန်းဖော်တွေကလည်းကျွန်တော်ကိုလူလို့ကြည့်ကြတယ်။တိုင်လာကပြောတယ်ကဘာပြက်နေတဲ့အချိန်မှာပတ်စံကဘာမှသုံးမဝင်ဘူးတဲ့ကျွန်တော်ကတော့ပြုံးမဲနေလိုက်တယ်။သူတို့ဘာမှမသိကြဘူးတကယ်တမ်းကြောက်စရာကောင်းတာကတေမင်းတမန်တွေမဟုတ်ဘူးစူပါပါဝါတွေရှိနေပြီးပတ်စံမရှိတဲ့စင်းရဲသားတွေကပိုကြောက်ဖို့ကောင်းတာစင်းရဲ့အချက်ပေးတဲ့နဲ့အတူကျွန်တော်ဂိမ်းထဲကိုရောက်သွားတယ်ဂိမ်းကဘာရဲ့စပင်ကြီးပေါ်မှာကစားသမားစုစုပေါင်း300ရှိတယ်လို့ပြနေတယ်စနစ်ကရှင်းပြတယ်ကျွန်တော်တို့အားလုံးဟာလက်ရှိကဘာမှာတည်ဆုံပြီးသားလူတွေဖြစ်တယ်ပြန်လည်ရှင်တန်ခွင့်ရဖို့ဆိုရင်ဒီကဘာပြက်ဂိမ်းမှာအသက်ရှင်အောင်ကြိုးစားရမယ်အခုအစပြုပစ္စည်းတစ်ခုစီရွေးကြတော့ကျွန်တော်စင်ပေါ်ကပစ္စည်းတွေကိုအမြန်ကြည့်လိုက်တယ်အများစုကတော့စူပါပါဝါတွေပေါ့ကစားသမားတွေကသူတို့လိုချင်တဲ့ပါဝါတွေအလို့မခံရအောင်အသေးတန်ပြီးနေကြတယ်ပျက်စီးပါဝါဒေတာသွားတယ်လီပိုတာကုတာရေးပါဝါတွေကချက်ချင်းကုန်သွားတယ်ကျွန်တော်နောက်ဆုံးစာမျက်နှာအထိဆွဲချလိုက်တော့ရွှေဒင်္ဂါပြားလေးတစ်ခုကိုတွေ့လိုက်တယ်အောက်ဆုံးစင်မှာအကန့်အသတ်မရှိချမ်းသာကြွယ်ဝမှုလို့ရေးထားတယ်ကျွန်တော်အဲ့ဒီဒင်္ဂါပြားကိုချက်ချင်းနှိုက်ယူလိုက်တယ်ကျွန်တော်နဲ့အတူဘတ်စကားမောက်ရမှာပါလာတဲ့တခြားလူတွေလည်းပါလာတယ်ချက်ကစစ်အာယုံထိန်းချုပ်တဲ့ပါဝါကိုရွေးထားပြီးကျွန်တော်ဒင်္ဂါပြားယူတာကိုမြင်သွားတယ်တိုင်လာမင်းကတော့တကယ်ပတ်စံမဲ့တဲ့ကောင်ပဲကဘာပြက်နေတာကိုပတ်စံက